ဒီလိုနဲ့မထီမဲ့မြင်လှောင်ပြောင်းတာတွေအမြင့်ဆုံးရောက်နေတော့မှပဲရုတ်တရက်လျှက်စီးလက်လိုက်တယ်လို့တချင်းတန်စင်တစ်ခုကညဉ့်ရံကိုထိုးခွဲထွက်လာခဲ့တယ်။အလွန်လက်ရမြောက်လာတဲ့အဝင်တီးလုံးစတာနဲ့ပရိသတ်ကြီးခဏချင်းတိတ်ဆိတ်သွားတော့တာပဲ။ဒိုင်၃ယောက်လုံးတောင်စကားမပြောနိုင်ပဲမှင်သက်စွာထိုင်နေကြရတယ်။ဒီလောက်လှပတဲ့ notes တွေကတကယ်ပဲဒီကဘာပေါ်ကဟုတ်ရဲ့လားပေါ့။ Marcus လည်းအံ့အားသင့်နေခဲ့တယ်။ Ryan ကဒီတချင်းကိုဂိုလူပွဲအတွက်တင်ထားမယ်လို့ပြောခဲ့တာကိုတတိယသွားပြီးဘာလို့အခုဆိုတာလဲပေါ့။စင်ပေါ်မှာတော့ Ryan ကတင်းငင်စွာရှေ့ကိုစိုက်ကြည့်နေပြီးအဝင်တီးလုံးတက်လာတာနဲ့သူ့အတန်ဖြည်းဖြည်းချင်းမြင့်တက်လာခဲ့တယ်။တိုက်ပွဲဝင်မှုဘာမှမထိုက်တန်တော့တဲ့အခါဘာကြံခဲ့အောင်မှလည်းငြိမ်းချမ်းမှုပဲကြံတော့တာပေါ့။နောက်ဆုံးတော့တတိယသွားခဲ့ပြီးစတူရန်ကွင်းပြင်ထဲကအထီးကျန်ရုပ်ပုံကတစ်ခုပေါ့။အရာရာကိုပြေးသွားတဲ့ကာရန်တွေနဲ့ငါရေးချေခဲ့တယ်။ပရိသတ်တွေမြင့်တက်သွားကြတယ်။ဒါကရာတချင်းဖြစ်နေလိမ့်မယ်လို့ဘယ်သူမှမထင်ထားကြသလိုတန်စင်ကလည်းအံ့ဩစရာပထမတန်းစားပဲလေ။ Notes တိုင်းကရင်ခုန်တန်ပေါ်ကွက်တိကျရောက်နေပြီးခန္ဓာကိုယ်တွေကတန်စင်တိုင်းအလိုလိုလှုပ်ရှားလာကြတော့တာပေါ့။ရိုက်တယ်လဲစင်ကိုကြည့်ရင်မျက်လုံးတွေပြူးကျဲသွားတယ်။ဒီတချင်းကအံ့ဩစရာပဲတန်စင်ကရင်ပတ်ထဲတိုက်ရိုက်ထိမှန်ပြီးစကလုံးတိုင်းကဝိညာဉ်တဲ့အထိနက်နက်ရှိုင်းရှိုင်းစိတ်ဝင်သွားတာကိုဒရိုက်တာရှော့လဲလုံးဝမှင်သက်သွားရတယ်။သူက Ryan ကိုအလိုက်ကန်းဆိုတီလို့ပွဲလဲခေါ်သုံးခဲ့တာလေ။အခြားပြိုင်ပွဲဝင်တရားကတတ်မှတ်ပြီးသားမှုရန်ကနံပါတ်1ရခဲ့တာအစီအစဉ်ကတော့ The Ultimate Voice တုန်းကလိုပဲပထမအဆင့်မှာတင်ဖြုတ်ဖြစ်ဖို့ပေါ့သူ့ကိုတာမန်အမြောက်စာဖြစ်ပဲသုံးဖို့စီစဉ်ထားတာဖြစ်ပေမဲ့ရုတ်တရက်သူ့ရဲ့လှုပ်ဝက်လက်နက်နဲ့ချက်ချင်းထိုးနှက်လိုက်မယ်လို့ဘယ်သူမှမထင်ထားခဲ့ကြဘူးဒရိုက်တာလည်းခဏတော့ဘာလို့ရမှန်းမသိဖြစ်သွားရတာပေါ့စင်ပေါ်မှာတော့ Ryan ရဲ့ဖြောပြေးမှုဆက်သွားနေစေပဲတချင်းတီလုံးတက်လာတာနဲ့သူ့ညာလက်ကိုရှေ့ထောက်ပြလိုက်ပြီးတချင်းကဖြောရအပိုက်စီတိုက်ရိုက်ဝင်သွားခဲ့တယ်ပရိသတ်တွေအံ့ဩအော်ဟစ်ကြတာပေါ့မင်းကလေးတော်တော်များများဆိုဒီလောက်ခံစားချက်ပါတဲ့တချင်းမျိုးအရင်ကတခါမှမကြားဘူးတာကြောင့်လုံးဝမိန်မောသွားကြပြီတချင်းထဲမှာဒုက္ခနုနေတဲ့အချစ်နဲ့ဝမ်းနည်းမှုလေးတွေပါဝင်နေတာကြောင့်နားထောင်သူတွေကိုရင်ခုန်စေတယ်လို့အသေးလဲကွဲစေခဲ့တယ်ဒိုင်လူကြီးစရင်မှာတော့ဆဲဗီကကျေနပ်စွာခေါင်းငိမ့်နေတယ်30နာရီမကပင်ပန်းကြီးစွာရိုက်ကူးထားရလို့သူအလုံးမောပန်းနေပေမဲ့ Ryan ရဲ့တချင်းကိုကြားလိုက်တာနဲ့သူ့စိတ်တွေချက်ချင်းလန်းဆန်းသွားခဲ့တာပေါ့စင်ကိုကြည့်ရင်သူ့ကိုယ်သူရေရွတ်လိုက်တယ်မတက်နိုင်ဘူးသူကအမှန်တကယ်ကိုပိုင်တန်စင်ကိုတိဆောက်သွားတာပဲဒီကလေး Ryan ကတကယ်ပါရမီရှင်ပဲဂီတဆိုတာတကယ်ပဲအချိန်နဲ့လက်ဟာပြင်ကိုကြော်လွန်နိုင်တာပါကြီးမြတ်တဲ့တခြင်းတစ်ပုဒ်ဟာအမြဲတမ်းအသေးလုံးကိုလှုပ်ခါနိုင်တာပေါ့ပရိသတ်တော်များများရဲ့မျက်လုံးထဲမှာမျက်ရည်တွေပြည့်နေကြပြီးဘဝရဲ့နေ့စဉ်ပင်ပန်းမှုတွေအောက်မှာအချစ်ဆိုတာဘာလဲဆိုတာတောင်မေးပြောင်းနေကြတာလေဒါပေမဲ့ Ryan ရဲ့အတန်ကမြုပ်နှံထားတဲ့အချစ်ကိုပြန်လည်နှိုးဆွပေးခဲ့တာပေါ့တချင်းပြီးသွားတဲ့အခါကောင်းကင်ကြီးတောင်ကွဲထွက်သွားမတက်တောင်းဖြက်ဖြက်လက်ခုပ်တံတွေပောက်ကွဲထွက်လာခဲ့တယ်။စင်နောက်ဖက်မှာတော့ပြိုင်ပွဲဝင်တိုင်းအသက်ပင်ပြင်းပြင်းရှူလိုက်ကြရတယ်။ဒီလိုတရှိမှုမျိုးကတောက်လဲထောက်လိုက်ရခတ်တဲ့ပြိုင်ဘက်တစ်ယောက်ပေါ်ထွက်လာတာကိုအတိတ်ပဲရတာကိုဒိုင်လူကြီးစရင်မှာတော့ဇဲဗီယွန်နဲ့မြေတို့ကချီးမွမ်းခန်းဖွင့်နေကြတယ်။ဒါပေမဲ့ဂျိုးရဲ့အလှည့်ရောက်တော့ခဏမှကစကားမပြောဘဲတွေ့ဝေနေခဲ့တယ်။ Ryan ကတခုခုမူမမှန်ဘူးဆိုတာချက်ချင်းခံစားလိုက်ရတယ်။ထင်းတဲ့အတိုင်းပဲဂျိုးရင်ကရေအေးနဲ့လောင်းချလိုက်တော့တာပဲ Ryanမင်းရဲ့စာသားတွေကကောင်းမွန်စွာရေးသားထားပါတယ်ဒါပေမဲ့ငါအမြင်တော့တချင်းတေးသွားကမအောင်မြင်ပါဘူးဂီတမှာရှေ့ဆက်သွားခြင်းရင်အခုကစပြီးတေးသွားဖန်တီးမှုကိုပိုပြီးလေ့လာဖို့အကြံပြုချင်ပါတယ် Ryan အဲ့ဒါကိုကြားတော့မှင်သက်သွားရတယ်လုံးဝအားအသင့်လို့ပေါ့မူလကဘာမြေပေါ်မှာတော့ကဒီတချင်းဟာတကယ်ကနဝင်ထိတ်တန်းတေးသွားအဖြစ်သတ်မှတ်ခံခဲ့ရတာလေအခုကြမှာဂျိုလီယန်ကမအောင်မြင်ဘူးလို့ပြောနေတာလားအမားရှာနေတာတဲတဲကွဲကွဲပဲအမှန်တော့ Julian က Skill and Media အောက်မှာစာချုပ်ချုပ်ထားသူဖြစ်ပြီး Ryan ကိုမြင်တာနဲ့ဖြုတ်ပစ်ဖို့ဆုံးဖြတ်ထားပြီးသားလေဒါပေမဲ့ Ryan ကဒီလောက်ဆိုပြလိုက်မယ်လို့မထင်ထားခဲ့တော့ဖြုတ်ပစ်ဖို့စင်ကြေမပေးနိုင်ဘူးဖြစ်နေတာနောက်ဆုံးတော့ဒိုင်3ယောက်သူ့အမတ်အတွက်အကြာကြီးတိုင်ပင်ကြရတယ် Ryan ကနောက်ထပ်မတရားဆုံးဖြတ်ချက်နဲ့ထွက်ရတော့မယ်လို့စိတ်တုံးချထားတော့မှပဲခဲဘီကသူ့ကိုကြည့်ပြီးစိတ်လှုပ်ရှားစွာပြောလိုက်တယ် Ryan ဂုဏ်ယူပါတယ်မင်းပါအဆင့်ရရှိခဲ့ပါတယ်နောက်တစ်ဆင့်တက်သွားပါပြီ Ryan လုံးဝစိတ်လှုပ်ရှားသွားပြီးဒိုင်3ယောက်လုံးကိုမနာတမ်းခါညွတ်ကျေးဇူးတင်လိုက်တယ်ရိုက်ကူးရေးကအောင်မြင်စွာပြီးဆုံးသွားခဲ့တယ်ပြိုင်ပွဲဝင်စုစုပေါင်း30နောက်တစ်ဆင့်တက်ခဲ့ကြတယ်အဆင့်ကိုတော့3ယောက်ပဲရရှိခဲ့တာပေါ့ဒရိုက်တာရဲ့အချက်ပြမှုနဲ့အတူ Rising တော်ရဲ့ပထမအပိုင်းရိုက်ကူးရေးပြီးဆုံးခဲ့တယ်မန်နေဂျာတွေနဲ့အကူအညီပေးသူတွေကပြိုင်ပွဲဝင်တွေကိုအပြင်စီအလူရှက်ခေါ်ထုတ်သွားကြတာကြည့်နေတဲ့သူကဇွန်ဘီအုပ်ကြီးလိုက်နေတယ်လို့တောင်ထင်ရလောက်တယ်Ryan နဲ့ Marcus ကတော့မလောပဲပရိသတ်နောက်ကလိုက်ထွက်ခဲ့ကြတယ်အပြင်မှာပြိုင်ပွဲဝင်တွေကားကောင်းကြီးတွေနဲ့ထွက်သွားကြတာကိုကြည့်ရင်ပေါ့ Ryan က Marcus ရဲ့ပခုံးကိုပုတ်ရင်းပြုံးလိုက်တယ်ငါတို့ချမ်းသာလာရင်အလွန်ကောင်းတဲ့ကားတစ်စီးဝယ်မယ်မင်းမောင်ပြီးငါ့ကိုလာကြိုပေါ် Marcus ကခေါင်းကိုပုတ်ရင်းရိုးသားစွာဖြေလိုက်တယ် Ryan ငါကားကောင်းကြီးမလိုချင်ပါဘူးကွာပို့တိုက်မိရင်ပြုပြင်ခတွေကြီးမားနေအောင်မယ်တာမန်ဘန်ကားလေးပဲဝယ်ရအောင် online မှာဖတ်ဖူးတယ်
အဲ့ဒါတွေကမပြတ်စည်းနိုင်မှုတဲ့ Ryan ကောင်းငိမ့်လိုက်တဲ့ Marcus ကတကယ်ပဲအတိတရားရှိသူပဲလို့တွေးရင်ပေါ့သူကိုယ်တိုင်လည်းနည်းနည်းပဝင်မြင့်နေတာကိုကိုပြန်စစ်ဆေးရအောင်မယ်သူတို့မြေအောက်ရထားစီသွားမလို့လှုပ်တုံးမှာပဲအဝေးကနေစက်တန်အကျဲကြီးမြည်ဟီးလာပြီးလူတိုင်းလှည့်ကြည့်လိုက်ကြတယ်အနီရောင်ပြိုင်ကားလေးကအရှိန်နဲ့မောင်းလာပြီး Ryan နဲ့ Marcus ရှေ့မှာအသားအရရက်လိုက်တာပေါ့စင်းနာကစနောက်တဲ့အပြုံးလေးနဲ့ပြုံးပြလိုက်တယ်နင်တို့နှစ်ယောက်ဘာရက်လုံနေတာလဲတက်လေနှစ်ယောက်လုံးခဏမင်းသက်သွားပြီးမှချက်ချင်းတက်လိုက်ကြတယ်ဘေးပတ်ဝန်းကျင်ကလူတိုင်းကမနာလိုစွာကြည့်နေကြတာပေါ့စီနန်ကလီဗာကိုနင်းလိုက်တာနဲ့ပြိုင်ကားလေးကအရှိန်နဲ့ထွက်သွားပြီးစက္ကန့်ပိုင်းအတွင်းပျောက်ကွယ်သွားခဲ့တယ်ကားမောင်းနေတော့ Ryan နဲ့ Marcus တို့ကဘလို့လှုပ်တွေ့ရလဲမင်းမလို့လှုပ်တုံးစင်းနာကစပြောတယ်နင်တို့နှစ်ယောက်တကယ်ပဲဒီလိုပွဲကြီးမှာလာပြိုင်တာတော့ကားတစ်စီးမှမရှိကြဘူးလား Ryan စကားမပြောနိုင်ဖြစ်သွားရတယ်သူကလာလောင်နေတာလားပေါ့သူဘာလို့ချင်တာလဲမေးလိုက်တော့သူ့နှုတ်ခမ်းကအပြုံးတစ်ခုဖြစ်သွားခဲ့တယ် Ryan ငါအနေနဲ့စီးပွားရေးအကြောင်းပြောချင်လို့လာတာပါ Ryan မျက်ခုံးကြုံသွားတယ်ဒီမိန်းကလေးဘာလို့ချင်နေလဲမသိဘူးလေနောက်ဆုံးတော့သူတို့၃ယောက် Shaq Harper House စီရောက်သွားကြတယ်အဆက်နီစီရဲ့အနံ့ကိုရတာနဲ့ဆေးရတဲ့တရွေးယူလာတော့တာပဲ River City မှာဒီလိုနေရာကောင်းရှိလိမ့်မယ်လို့မထင်ထားခဲ့ဘူးလေသူကပို့ပြီးအဆင့်မြင့်တဲ့နေရာတွေမှာပဲစားလေးရှိတာကို Ryan ကဘာတိုင်ပင်ချင်တာလဲမေးလိုက်တော့ Marcus လည်းစိတ်ဝင်စားစွာကြည့်နေတယ်သူတို့နှစ်ယောက်လုံးကမွဲတေနေတာလေးပါစီးပွားရေးလာပြောမှလဲပေါ့သူတို့ရဲ့ဗလာနက်တီမျက်နှာတွေကိုကြည့်ပြီးစင်နာကတရုတ်ဆောင်တာကိုရက်လိုက်တယ်စပွဲပေါ်ဘန်ကက်တစ်ခုရိုက်ချလိုက်တာအဲ့ဒီထဲမှာရွမ်9 တန်းရှိတယ်တဲ့သူကသူတို့နဲ့အတူရင်းနှီးမြှုပ်နှံပြီးကုမ္ပဏီထောင်ကျင်တာပါတဲ့ Ryan ရဲ့ရင်ဘတ်ထဲကအာယုံတွေကအိုးထဲကစီပူတွေလိုခုန်ပေါက်သွားခဲ့တယ်အရင်တုန်းကဆိုညင်းမိမှာပဲမဲ့ Cat Studio စီရောက်ပြီးကတည်းကသူဂီတကိုလေးလေးနက်နက်လုပ်တာသိထားတာလေစနောက်တက်ပေမဲ့အဖို့ကောင်းဖြစ်နိုင်ပါတယ်ပြီးတော့သူ့နာမည်ပြက်နေချိန်မှာတော့ယင်းနှီးမြှုပ်နှံချင်တာကစေတနာအမှန်ကိုပြနေတာကို Ryan သဘောတူမှလို့လှုပ်တုံး Marcus ကစပြောလိုက်တယ်တောင်းပန်ပါတယ်မမ Vance Ryan ကငါတို့ကိုယ်တိုင်ခြေကုပ်ယူပြီးတိဆောက်ရမယ်လို့ပြောထားလို့ဒီကိစ္စကိုလက်မခံနိုင်ပါဘူး Ryan မေးစေပြုတ်ကြမတက်ဖြစ်သွားပေမဲ့ဘာမှမပြောနိုင်တော့ပဲအလိုက်တင်ကောင်းငင်းလိုက်ရတယ်စေနန်ကတော့ဘာမှမဖြစ်တယ်လို့ပဲပြုံးပြီးပြောတယ်ရိုင်းရန်ပတ်စံမလောက်လို့လာရပါတယ်နောက်ထပ်9 တန်းထပ်ပေါင်းပေးမယ်အဲ့ဒါနဲ့နောက်ထပ်ဘန်ကက်တစ်ခုထုတ်ပြီးစပွဲပေါ်ရိုက်ချလိုက်ပြန်တယ်Marcus ကညင်းဖို့ပါဇက်ဟလိုက်တော့ Ryan ကအမဲသားပကံကိုသူ့ရှိအမြန်တိုးပေးပြီးပါဇက်ပိတ်ခိုင်းလိုက်တာပေါ့အသေးစိတ်တွေတိုင်ပင်ပြီးတဲ့နောက်ကုမ္ပဏီနာမည်ကို Skybird Entertainment လို့သတ်မှတ်လိုက်ကြတယ်၃ယောက်လုံးခွတ်ချင်းတိုက်ပြီးအောင်ပွဲခံလိုက်ကြတယ်နောက်ရက်တွေမှာ Ryan က Marcus ကိုမှတ်ပုံတင်တာနဲ့ရုံးခန်းပြင်ဆင်တာတွေကိုတာဝန်ယူခိုင်းပြီးသူကတော့အိမ်မှာတချင်းတစ်တွေရေးနေခဲ့တယ် Starlight Lounge ကအလုပ်ကိုလည်းခိတ္တရက်နာလိုက်တယ်ကန်နီကလည်းအပြစ်မဆိုပဲပြိုင်ပွဲကိုပဲအာယုံစိုက်ဖို့ပြောရှာပါတယ်အချိန်တွေကုန်လွန်သွားပြီးတောက်ကြနေကိုမြ мян ဆန်ဆန်ရောက်ရှိလာခဲ့တယ်။ Rising ကတော့ရဲ့ဒုတိယအပတ်ရိုက်ကူးရေးစပြီး Ryan နဲ့ Marcus တို့စောစောရောက်လာကြတယ်။30ပဲကျန်တော့တာမို့နားနေခန်းကပိုပြီးဟာလာဟင်းလင်းဖြစ်နေတာပေါ့။ Jaden က Ryan တို့ကိုမြင်တော့မထီမဲ့မြင်လှောင်ပြောင်းနေ Ryan မင်းတော်သားမင်းအခုထိမပြုတ်သေးဘူးလား Ryan မျက်ခုံးပင့်လိုက်ပြီးတင်းငိမ့်စွာပြန်ပြောလိုက်တယ်တော်သားဟုတ်လားဘသူကတော်သားလဲမင်းလေ Ryan ကောင်းညင်ရင်ပြုံးလိုက်တယ်ဟုတ်တယ်မှန်တယ်တော်သားကငါအကြောင်းပြောနေတာပါအခြားပြိုင်ပွဲဝင်တွေပောက်ကွဲရေမောကြတော့တယ်ရဲတင်ကမှသဘောပေါက်သွားပြီးမျက်နှာရဲတက်ကထွက်သွားခဲ့တယ်သူ့မန်နေဂျာကပြေးလာပြီး Ryan ကိုလက်ညှိုးထိုးကသွားကြည့်ရင်ပြောတယ် Ryan မင်းတကယ်တတိရှိတယ်မင်းပယ်ဖြတ်ခံရအောင်ငါလုပ်ပြမယ်ငါစကားတတိထားလိုက် Ryan ကတော့ဂယုမဆိုင်တဲ့အမူအရာနဲ့ပြန်ပြောလိုက်တယ်ငါအရင်ကတည်းကပယ်ဖြတ်ခံထားရပြီးသားပါနောက်တစ်ခါထပ်ဖြစ်လဲဘာမှမဖြစ်ပါဘူးမန်နေဂျာစကားမပြောနိုင်ဖြစ်သွားရတယ်ဒီလောက်အရှက်မရှိတဲ့သူရှိလိမ့်မယ်လို့မထင်ထားခဲ့ဘူးလေမကြမီဒရိုက်တာနဲ့အဖွဲ့သားတွေရောက်လာပြီးစီးမြင်းတွေကိုကြီးညာတယ်ဒီအဆင့်ကအုပ်စုလိုက်ပြိုင်ပွဲဖြစ်ပြီးအချစ်တချင်းဖြစ်ရမယ်အားလုံးအတွက်မဖြစ်မနေပေါ့ပြိုင်ပွဲဝင်30ကို3အုပ်စုခွဲမှာဖြစ်ပြီးအုပ်စုတစ်စုမှာအဆင့်အဆိုတော့တယောက်ပဲပါခွင့်ရှိမယ်လူတိုင်းတချင်းတစ်ပုတ်စီဆိုရမှာဖြစ်ပြီးကြီးစုသူတူမြကအမှတ်ပေးမှာဖြစ်ပါတယ်မဲအများဆုံး2ယောက်ပဲနောက်တစ်ဆင့်တက်ခွင့်ရမှာဆိုတော့အုပ်စုတစ်စုက10ယောက်ပြုတ်မှာပေါ့စုစုပေါင်း24ယောက်ပြုတ်ပြီး6ယောက်ပဲဘိုလ်လူပွဲရောက်မယ်ပြိုင်ဆိုင်မှုကရက်ဆက်လွန်းလာတယ် Ryan ကဒုတိယအုပ်စုမှာပါဝင်တယ်ဒီအုပ်စုကအဆင့်ကျပွင့်က K-Ben နဲ့ဖြစ်ပြီးခုနက basketball လုံးကစားပြတဲ့သူပေါ့သူကအလွန်နာမည်ကြီးပြီး Twitter မှာ follower 10 တန်းကျော်ရှိနေပြီလေအဲ့ဒါကြောင့်နောက်တစ်ဆင့်တက်ဖို့ရေပန်းစားနေတာပေါ့ည8နာရီမှာအခမ်းအနားမှုစင်ပေါ်တက်လာပြီးတရားဝင်စတင်ခဲ့တယ်ပြိုင်ပွဲဝင်တွေတယောက်ပြီးတယောက်ဆိုကြပြီးပထမအုပ်စုပြီးသွားခဲ့တယ်အခမ်းအနားမှုကကပ်ပြားကိုကြည့်ပြီးကြီးညာလိုက်တယ်ဂုဏ်ယူပါတယ် Jaden Cross နဲ့ Wesley Line တို့ဘိုလ်လူပွဲတက်သွားပါပြီအခုဒုတိယအုပ်စုကိုစင်ပေါ်ဖိတ်ခေါ်ပါတယ်ဒုတိယအုပ်စုအဆင့်သင့်ဖြစ်ပြီးပထမဆုံးက K-Ben နဲ့ပေါ့သူစင်ပေါ်ကိုယုံကြည်မှုအပြည့်နဲ့တက်လာတယ်တကယ်ကိုချုံးမောတာအမှန်ပဲ
မိတ်ဆက်လိုက်ယုံနဲ့အောက်ကမင်းကလေးတွေအော်ဟစ်ကုန်ကြပြီးတချင်းစတာနဲ့ခေကဘတ်စကတ်ဘောလုံးကိုယူပြီးကပြတဲ့ဘောလုံးကစားတာနဲ့အကောက်ကိုချောမွေ့စွာပေါင်းဆက်ထားတာပေါ့သူ့လှုပ်ရှားမှုတွေကပေါ်ပါပြီးဆွဲဆောင်မှုရှိတာကြောင့်မင်းကလေးတွေမိန်မောသွားကြတယ်ဒိုင်း၃ယောက်လုံးတောင်ခေါင်းငိမ့်နေကြတာဒါကအမှုပညာရှင်ပေါက်တစ်ယောက်ရှိရမယ့်ပုံစံပဲလေအဝင်တီးလုံးတက်လာတာနဲ့ခါကမိုက်ကိုကင်ပြီးအော်ဆိုတော့တာပဲမင်းတိတ်လလွန်းလို့ပါကလေးရဲ့မင်းတကယ်တိတ်လလွန်းလို့ပါတချင်းပြီးတော့ပရိသတ်တွေအော်ဟစ်လက်ခုပ်တီးကြတယ်အစွမ်းထက်တဲ့တချင်းဖြစ်ပြီးဖျော်ဖြေမှုကပြေးဝတာကြောင့်သူမဲ928မဲရရှိခဲ့တယ်အခြားပြိုင်ပွဲဝင်တွေအသက်ပင်ပြင်းပြင်းရှူလိုက်ကြရတယ်အဲ့ဒီအမတ်ကအလွန်မြင့်မားလုံးလို့ပြိုင်ပွဲမစခင်ကတည်းကနှိပ်ကိုလိုက်တယ်လို့ပဲဒုတိယမြောက်ကအချစ်တချင်းကနဝင်ဆိုတဲ့ချုံမောတဲ့အဆူတော့အစပိုင်းကောင်းပေမဲ့အဆုံးနာမှာအတန်မြင့်မမီပဲမောသွားခဲ့တယ်သူမဲ688မဲပဲရလို့ဖြုတ်ပစ်ခံလိုက်ရတာပေါ့သူ့နောက်ကအဆူတော်တွေလည်းအထင်ကြီးစရာကောင်းပေမဲ့ခဲရဲ့မဲကိုမမီကြဘူးအမြင့်ဆုံးက Kevin Love ဖြစ်ပြီး916မဲရလို့ဒုတိယနေရာမှာရှိနေတယ်။ Ryan အလှည့်မြ мян ဆန်ဆန်ရောက်လာခဲ့တယ်။အခမ်းအနားမူသူ့နာမည်ခေါ်တာနဲ့စင်ပေါ်တက်သွားပြီးမိုက်ထဲခတိုးတိုးစကားပြောလိုက်တယ်။မင်္ဂလာပါအားလုံးပဲကျွန်တော် Ryan Foster ပါပရိသတ်တွေချက်ချင်းစကားတန်တွေထွက်လာကြတယ်။အချို့ကအပတ်ကတချင်းကိုချီးမွမ်းကြပြီးအချို့ကကပ်ပါရက်ပါလို့ခေါ်နေတော့ပဲ။ဆေးပြေကတော့စိတ်လှုပ်ရှားစွာနဲ့ဒီနေ့ပါဆိုမလဲကြည့်ကျင်နေတယ်လက်မှတ်ထောင်အားပေးလိုက်သေးတယ်။ဂီတတန်တာနဲ့မျက်နှာပြင်ကြီးပေါ်မှာတချင်းချက်လက်ပေါ်လာခဲ့တယ်။ All too well တီဆိုသူ Ryan Foster တီး Ryan Foster Kevin ရဲ့နှုတ်ခမ်းကကွေးတက်သွားတယ်။ Ryan ကနောက်ထပ်ကိုပိုင်းတချင်းဆိုရဲသေးတယ်လို့မယုံနိုင်ဘူးဖြစ်နေတာ။ဒီအဆင့်ကတိုက်ရိုက်မဲပေးတာမျိုးမကြားဘူးတဲ့တချင်းတစ်ဆိုတာကအစကတည်းကရှုံးမဲ့လောင်းကြီးပဲလေ။ပရိသတ်တွေလည်းတန်တရားဖြစ်နေကြတယ်ဘာလို့ကြားဘူးတာမဆိုတာလဲ All too well ဆိုတာဘာတချင်းလဲပေါ့။ဘာပဲဆိုဖြုတ်ပစ်ခံရမှာပါပဲတဲ့စင်ပေါ်မှာတီးလုံးတက်လာတာနဲ့ Ryan ရဲ့အတန်အေးဆေးစွာထွက်ပေါ်လာခဲ့တယ်။ရိုးရှင်းတဲ့စာကြောင်းလေးကြောင်းနဲ့တင်ပရိသတ်ကြီးတိတ်ဆိတ်သွားတော့တာပဲ။သူ့တန်မှာဝမ်းနည်းမှုလေးပါနေတာကြောင့်အတိတ်ကအသေးကွဲခဲ့တာတွေကိုသတိရသွားကြတယ်။ Kevin ကတော့မထီမဲ့မြင်ရေမောနေစေပဲဒီလိုခေဟောင်းတီလုံးမျိုးတုံးနေတာမပြုတ်ရင်ဘသူပြုတ်မှလဲပေါ့။အဲ့ဒီအချိန်မှာ Ryan ရဲ့ဖျော်ဖြေမှုဆက်သွားနေစေပဲ။သူ့ရဲ့ရှာနုနယ်မျက်ရည်ဝိုင်းနေတဲ့အတန်ကပရိသတ်ရဲ့အသေးလုံးတွေကိုကြေမွားသွားစေခဲ့တယ်။အားလုံးမျက်လုံးမိတ်တိတ်ဆိတ်စွာနဲ့အတိတ်ကအချစ်တွေကိုပြန်ပြောင်းသတိရနေကြတာပေါ့။လေးလေးနက်နက်ချစ်လေးပူနာချင်းလေးပဲဒါပေမဲ့ဒဏ်ရာရတာကိုပဲမျက်နှိုးကြတာလေ။ဇေဗီယာကစိတ်လှုပ်ရှားစွာကြည့်နေခဲ့တဲ့တန်စင်ကရိုးရှင်းပေမဲ့ခံစားချက်ကိုအလွှာလိုက်တိဆောက်သွားတာလွတ်ထွက်လို့မရတော့ဘူးလို့တွေးရင်းပေါ့တချင်းကအမြင့်ဆုံးအဆင့်ရောက်တာနဲ့ရိုင်းရန်အတန်ကိုမြင့်လိုက်ပြီးဆက်ဆူပြတယ်ရိုးရှင်းတဲ့တချင်းတစ်ပုတ်ပေမဲ့လူတိုင်းကိုဆုံးရှုံးခဲ့တဲ့အချစ်ခီးစီခေါ်ဆောင်သွားခဲ့တာအဲ့ဒါကဂီတရဲ့တကယ်မော်ဒယ်ဖြစ်ပါလိမ့်မယ်တချင်းပြီးတော့တောင်းဖြက်လက်ခုပ်တန်တွေပောက်ကွဲထွက်လာခဲ့တယ်စင်နောက်ဖက်မှာအခြားပြိုင်ပွဲဝင်တွေမင်တက်သွားကြတယ်တချင်းဆိုတာနီးဖြူဟာတွေအများကြီးမလိုဘူးစေတနာအမှန်နဲ့တင်ပြိတက်ရင်နဲ့တိုက်ရိုက်ထိမှန်နိုင်တာပဲလေအခမ်းအနားမှုစင်ပေါ်ပြန်တက်လာတော့လူတိုင်းကြည့်နေကြတယ်ကပ်ပြားကိုဖွင့်ကြည့်ပြီးမျက်လုံးပြူးကစိတ်လှုပ်ရှားစွာကြီးညာလိုက်တယ်ဂုံယူပါတယ်ရိုင်းရန်ဖော့ဆာတာမဲ938မဲနဲ့ဘိုးလူပွဲတက်သွားပါပြီပြိတက်တွေအားရပါရအော်ဟစ်ကြပြီးသူ့နာမည်ကိုအော်နေကြတော့တာပဲဒရိုက်တာရှော့လဲလုံးဝမင်တက်သွားရတယ်ဒီရိုင်ယန်ဆိုတာဘာကောင်လဲအပေါက်ဖြစ်ယုံပဲခေါ်ထားတာကိုအခု Kevin ကိုတောင်ဖြုတ်ပစ်လိုက်ပြီး Dynasty Entertainment ကိုဘယ်လိုရှင်းပြရတော့မှလဲပေါ့ဒါပေမဲ့ဖြစ်ပြီးသွားပြီဆိုတော့လက်ခံယုံပဲရှိတော့တာပေါ့ဘိုးလူပွဲက online မဲပေးတာဆိုတော့ Ryan ရဲ့နာမည်နဲ့ဆိုပထမဆုံးပြုတ်မှာပါပဲလို့တွေးလိုက်တယ်နောက်ဆုံးတော့ဒုတိယအုပ်စုက Kane နဲ့ Ryan တို့တက်သွားခဲ့တယ်တတိယအုပ်စုလည်းပြိုင်ဆိုင်မှုပြင်းထန်ပြီးအဆုံးမှာ Rapperly Diggs, The Snare နဲ့အတန်အားကောင်းတဲ့ Bruce Tanner တို့တက်သွားကြတယ်အဲ့ဒီလိုနဲ့ Rising ကတော့ရဲ့ဒုတိယပတ်ရိုက်ကူးရေးအောင်မြင်စွာပြီးဆုံးခဲ့တာပေါ့အဲ့ဒီညအိမ်မှာ Ryan စက်တီပေါ်မှာလဲလျောင်းရင်းဖုံးပို့ကြည့်လိုက်တော့ဘိုးလူပွဲရောက်သူ6ယောက်လုံးကအနုမဟုတ်ကြဘူးနာမည်အကြီးဆုံးက Jaden ဖြစ်ပြီး Twitter မှာ follower 30ကျော်ရှိနေတာ Ryan ကတော့2သိန်းပဲရှိသေးပြီးအများစုကမုန်းသူတွေဖြစ်နိုင်တယ်ဒါပေမဲ့သူစိတ်မပူပါဘူးတချင်းကောင်းတွေဆက်ရေးနေသမျှအခွင့်အရေးရမှာပါပဲနောက်နေ့မှာ Ryan သူ့ငွေရက်မြေစီသွားခဲ့တယ်မိဘတွေကဝမ်းသာအားရဟင်းတွေအများကြီးချက်ကျွေးလို့သူထမင်းငါးပကံတောင်စားလိုက်သေးတယ်အိမ်ချက်ဟင်းကိုဘာမှမမီပါဘူး River City ကအကြောင်းတွေကိုအခက်ခဲတွေခြံပြီးပြောပြခဲ့တယ်မိဘတွေကလည်းဝမ်းသာပေးပြီးကိုဂယူးဆိုင်ဖို့မှာရှာပါတယ်အဲ့ဒီညအိမ်ပြန်ရောက်တော့ Ryan တချင်းရင်မလို့လှုပ်တုံးဖုန်းကမနာနဲ့မြည်လာတယ်စစ်ဆေးကြည့်တော့ follower တွေအလွန်မြန်ဆန်စွာတက်နေတာတွေ့ရတယ်ကြည့်လိုက်တော့ The Ultimate Voice ကသူ့ရဲ့ perfect ဖြောပြမှုကိုထုတ်လွှင့်လိုက်လို့ဖန်တစ်တွေအများကြီးရလိုက်တာလေမကြမီခစ်စားတဲ့စည်ရင်ပေါ်ရောက်သွားခဲ့တယ်နောက်ရက်တွေမှာလည်း Rising ကတော့ထုတ်လွှင့်နေတာကြောင့်ခစ်စားတဲ့စည်ရင်တွေကိုနေတိုင်းစုမိုးထားနိုင်ခဲ့တယ် Twitter follower ကတန်း9တန်းကျော်သွားခဲ့ပြီးပင်ပန်းခဲ့သမျှအကျိုးခံစားရပြီးနားထောင်သူအရေးအတွက်လည်းအရှိန်နဲ့တက်လာခဲ့တာပေါ့အခုဆိုရင်အရာရာပုံမလွယ်ကူသွားခဲ့ပြီးအဲ့ဒီအချိန်မှာ Sphere and Media ရဲ့ရုံးခန်းထဲမှာတော့ကလိုအီကဖုန်းကိုမယုံနိုင်စွာစိုက်ကြည့်နေခဲ့တယ်
သူရိုက်ကူးရေးမှာဗျာများနေတော့တလားအတွင်းမှာပဲရိုင်ယန်က Rising တုံးမှာပါဝင်ပြီးဘိုလူပွဲထိတက်သွားခဲ့တာလေသူကတော့ဒုတိယမင်းသမီးနေရာရဖို့လူကြီးတွေနဲ့ပလူပလဲလုပ်နေရတာအဲ့ဒါကသူ့ကိုနာကျင်စေခဲ့တယ်ရိုင်ယန်မင်းရုံမာလိုက်တာဒီလောက်ပါရမီရှိရင်ဘာလို့စောစောမပြခဲ့တာလဲငါ့ကိုဒီလိုပင်ပန်းခံခိုင်းရတာလဲပေါ့နှစ်ရက်အကြာမှာ Rising တော့ဘိုလူပွဲတရားဝင်စတင်ခဲ့တယ်နေရာက Rival City အားကစားကွင်းဖြစ်ပြီးလူတသိန်းဆန့်တာပေါ့ရိုင်ယန်နဲ့မာကတ်တို့စင်နောက်ဖက်နားနေခန်းစီရောက်တော့အခြေအနေကတင်းမာပြီးအေးဆက်နေတယ်ဘရုစ်ကလွဲလို့ကြံသူတွေကမျက်နှာသိမ်းနဲ့တိတ်ဆိတ်နေကြတာည8နာရီမှာအခမ်းအနားမှုစင်ပေါ်တက်လာပြီးစတင်ခဲ့တယ်ပရိသတ်တွေလက်ခုပ်တီးကြတာပေါ့အခမ်းအနားမှုကစီးမြင့်တွေကိုစပြောတယ်ဒီအဆင့်ကတိုက်ရိုက်ထုတ်လွှင့်တာဖြစ်ပြီးပြိုင်ပွဲဝင်6ယောက်လုံးတချင်းတစ်ပုတ်စီဆိုရမယ်အွန်လိုင်းကြည့်ရှုသူတွေမဲပေးမှာဖြစ်ပြီးမဲအများဆုံးရသူကစုရရှိမယ်အနိုင်ရသူကကြီးမားတဲ့ promotion ရရှိမှာပါဂျေးရဲ့နှကန်းကကွေးတက်သွားပြီး KFC လန့်ကြည့်လိုက်တယ်ဒီ6ယောက်ထဲမှာသူတို့2ယောက်က follower အများဆုံးပဲလေဒါပေမဲ့ဂျေးဒန်ကကြိုတင်ပြင်ဆင်ထားပြီးသား Dynasty Entertainment ကသူ့အတွက် marketing အဖွဲ့ပြင်ပေးထားတာဒီစုကဘာပဲဖြစ်ဖြစ်သူ့အတွက်ပဲပေါ့စင်ပေါ်မှာအခမ်းအနားမှုပြီးတာနဲ့ပြိုင်ပွဲစပြီးပထမဆုံးက Ludex Listener ပေါ့သူကဟော့ပေါ်စားရတာဆွဲလန်းသူမှုဟော့ပေါ်အကြောင်းတချင်းဆိုပြခဲ့တယ်တီးလုံးကောင်းပေမဲ့စာသားတွေကထူးဆန်းလွန်းလာတဲ့ဟော့ပေါ်အရေးကိုဒီတိုင်းတောက်ဖို့တိုက်တွန်းနေတာပရိသတ်တွေဇဝေဇဝါဖြစ်သွားပြီးမဲ1.68တန်းပဲရခဲ့တယ်ဒရိုက်တာလည်းစိတ်ပြတ်သွားခဲ့ရတယ်ဒုတိယမြောက်က Bruce Tanner ဖြစ်ပြီးသူ့မှာ follower ခိုင်မာရှိတယ်သူကသူ့ရဲ့နာမည်ကြီးကဏ္ဍဝင်တချင်းကိုဆိုပြခဲ့တာပေါ့ကြည့်ရှုသူတွေအတိတ်ကိုပြန်ရောက်သွားတယ်လို့ခန်းစားလိုက်ရပြီးအားရပါရဆိုပြသွားတာကြောင့်မဲ69တန်းရရှိပြီးလောလောဆယ်ဥဆောင်သွားခဲ့တယ်ဝီကတော့မကြေမနက်နဲ့ထွက်သွားခဲ့တာပေါ့တတိယမြောက်က Wesley Line ဖြစ်ပြီးရိုးရဝစ်စုံနဲ့လှပစွာဝင်လာခဲ့တယ်ရိုးရတချင်းဆိုပြသွားပေမဲ့အားလုံးနဲ့မအပ်ဆက်တာကြောင့်မဲ3.56တန်းပဲရခဲ့တယ်စတုထမြောက်က K Bennett ဖြစ်ပြီး basketball လုံးကိုပရိသတ်ထဲပစ်ထည့်လိုက်တာနဲ့မိန်းကလေးတွေအော်ဟစ်ကုန်ကြတာဓာတ်ရိုက်ကြည့်ရှုသူတန်း12တန်းကျော်သွားခဲ့တယ်ဒရိုက်တာမျက်နှာလင်းလက်သွားတာပေါ့ခဲကအကောင်းဆုံးဆိုကခဲ့ပြီးမဲကို1.25တန်းရရှိကပထမနေရာရောက်သွားခဲ့တယ်အခြားပြိုင်ပွဲဝင်တွေအမှတ်ကိုကြည့်ပြီးမှင်သက်သွားကြတယ်ရဲဒန်အောင်မျက်နှာပြတ်သွားရတာဒီနေ့ညဘတ်ဂျက်ပိုသုံးရတော့မယ်လို့တွေးရင်ပေါ့ပစ္စမမြောက်ကရိုင်ယန်ပေါ့အခမ်းအနားမှုသူ့နာမည်ခေါ်တာနဲ့စင်ပေါ်တက်သွားခဲ့တယ်ရှေ့ဆုံးတန်းမှာစေနာကမီးချောင်းလေးဝေးရန်အားပေးနေတာတွေ့ရလို့ပြန်လက်ပြလိုက်တော့ပရိသတ်တွေအော်ဟစ်ကြတာပေါ့တချင်းစတာနဲ့မျက်နှာပြင်ပေါ်မှာပေါ်လာခဲ့တယ် The Climb တီဆိုသူနဲ့တေးရရိုင်ယန် poster ထိန်းချုပ်ခန်းထဲမှာဒရိုက်တာကြည့်ရှုသူအရေးအတွက်မကြပဲတန်း20ကျော်တက်သွားတာကိုကြည့်ပြီးဇဝေဇဝါဖြစ်နေတယ်။ online မှာလည်းရိုင်ယန်ရဲ့တချင်းတစ်ကိုသဘောကျကြောင်းစာရီပလူပြန်နေတာပေါ့။စင်ပေါ်မှာတီးလုံးတက်လာတာနဲ့ရိုင်ယန်ရဲ့အတန်အေးဆေးစွာထွက်ပေါ်လာခဲ့တယ်။တခါတော့ကအဲ့ဒီလိုဂုဏ်ယူခဲ့ဘူးတယ်။ရိုးရှင်းတဲ့စာကြောင်း၄ကြောင်းကိုခတ်တိုးတိုးဆိုပြလိုက်ရုံနဲ့တင်ပရိသတ်ကြီးချက်ချင်းတိတ်ဆိတ်သွားခဲ့တယ်။ကိုဘွားအကြောင်းဆိုပြနေတယ်လို့ခံစားလိုက်ရလို့ပေါ့။တချင်းကအမြင့်ဆုံးရောက်တာနဲ့သူ့အတန်ပုံမူမြင့်မတန်မာလာပြီးကြီးစုသူတွေကိုမှင်သက်သွားစေခဲ့တယ်။ဒါကတကယ်ကဏ္ဍဝင်တချင်းတစ်ပုတ်ပဲလေ။အခက်ခဲတွေကိုတကယ်ဖြတ်တန်းမှုသူမှဒီလိုခံစားချက်မျိုးပေးနိုင်တာ။စေးနန်ကသူ့ကိုအိမ်မက်ဆန်စွာကြည့်နေခဲ့တဲ့အဖော်ကောင်းအဖြစ်ကူညီဖို့ဆုံးဖြတ်ထားရင်ပေါ့။အဲ့ဒီချိန်မှာကလိုအီကဖုန်းကိုမယုံနိုင်စွာကြည့်ရင်နောက်ထပ်အခွင့်အရေးတစ်ခုပေးဦးမယ်သူ့လိုချင်ရင်ရိုင်ယန်ပြန်လာမှာပါပဲလို့တွေးနေခဲ့တယ်။ရိုင်ယန်ရဲ့ဖျော်ဖြေမှုဆက်သွားနေပြီးအတန်ကတောက်ပတ်နေခဲ့တယ်။ဂျိုင်ဒန်ကတော့မဲရီတက်တော့မယ်ဆိုတာသိလို့မျက်ခုံးကျုံနေခဲ့တယ်။တချင်းပြီးသွားတဲ့အခါအားကစားကွင်းတစ်ခုလုံးတောင်းတောင်းဖြက်ဖြက်လက်ခုပ်တံတွေပောက်ကွဲထွက်လာခဲ့တယ်။ online မှာလည်းပောက်ကွဲသွားတာပေါ့။အခမ်းအနားမှုစင်ပေါ်ပြန်တက်လာပြီးကပ်ပြားကိုကြည့်ကမျက်လုံးပြူးသွားတယ်ဂုံယူပါတယ်ရိုင်ယန်ဖော်စာတာ။မဲ6.88တန်းနဲ့လောလောဆယ်ပထမနေရာမှာရောက်ရှိနေပါတယ်။ကွင်းတစ်ခုလုံးချန်ပီယံလို့အော်ဟစ်လိုက်ကြတာမိုးကြိုးပြစ်တယ်လို့ပဲ။ဂျိုင်ဒန်မျက်နှာဖြူရော့သွားခဲ့တယ်။အခမ်းအနားမှုသူ့နာမည်ခေါ်တော့စင်ပေါ်လမ်းလျှောက်တက်သွားပေမဲ့ရိုင်ယန်နာမည်အော်နေကြတော့မှုစိတ်တွေလှုပ်ရှားသွားခဲ့တယ်။တချင်းဆိုတော့စာသားတွေမေ့ကုန်ပြီးစိတ်တစားစာသားတွေဆိုပြလိုက်ရတာပေါ့။ပြီးတော့ပရိသတ်ရော online ကပါဇဝေဇဝါဖြစ်သွားကြတယ်။ဒါပေမဲ့ Dynasty Entertainment ရဲ့ marketing အဖွဲ့ကစင်ပေါ်မှာဘာဖြစ်လဲမသိပဲနောက်ကနေမဲတွေမနာတမ်းပန်းထည့်နေခဲ့တာလေ။အခမ်းအနားမှုပြန်တက်လာပြီးကြီးညာလိုက်တယ်ဂုံယူပါတယ် Jaden Cross မဲ8.88တန်းနဲ့ပထမနေရာရရှိပြီး Rising Idol ရဲ့ champion ဖြစ်သွားပါပြီ။ကွင်းတစ်ခုလုံးမှင်သက်သွားကြတယ်။ Jaden ကိုယ်တိုင်လည်းကြောင်သွားခဲ့တာပေါ့။ပရိသတ်တွေကမတရားဘူးဆိုပြီးအော်ဟစ်ဆူပူကြတော့တာပဲ။ဒရိုက်တာကပရိသတ်တွေထိမ့်မရမှာဆိုလို့အခမ်းအနားမှုကိုပွဲအမြန်ပိတ်ခိုင်းလိုက်ရတယ်။အဲ့ဒီလိုနဲ့ဘိုလူပွဲကရှုပ်ထွေးမှုတွေနဲ့အလင်းအမြန်ပြီးဆုံးသွားခဲ့ရတယ်။ရိုင်ယန်ကတော့စိတ်မပြတ်ပါဘူး။ရလက်ကထင်ထားတာထက်ပိုကောင်းနေပြီလေ။ဒီနေ့ညပြီးရင်နာမည်ပိုကြီးလာတော့မှပွဲပြီးတော့ဆဲနာကသူတို့ကိုဟော့ပေါ်ဆိုင်ခေါ်သွားပြီးအောင်ပွဲခံကြတယ်။
အဲ့ဒီညမှာပဲရိုင်ယန်ပြုတ်သွားတာကနံပါတ်1ခေတ်စားသွားပြီးဂျေဒန်ရဲ့မတရားမှုကိစ္စကနံပါတ်2ရောက်သွားခဲ့တယ်။ပြဿနာကကြီးမားသွားပြီးတရားဝင်စုံစမ်းစစ်ဆေးမှုတွေလုပ်လိုက်တာဂျေဒန်ကမဲမတမာမှုတကယ်လုပ်ခဲ့တာပေါ်သွားလို့ထောင်ဒဏ်13နှစ်ချမှတ်ခြင်းခံလိုက်ရတယ်။တပတ်အကြာမှာမာကတ်စ်ကရိုင်ယန်နဲ့ဆေနာတို့ကိုရုံးခန်းတစ်စီခေါ်သွားခဲ့တယ်။နေရမော်က Skybird Entertainment ဆိုတဲ့စာတမ်းကိုကြည့်ပြီးဂုဏ်ယူစွာပြုံးလိုက်ကြတာပေါ့။နေရာကခန်းနာလာပြီးဓာတ်ရိုက်လွှင့်တဲ့အခန်း3ဆက်အစည်းအဝေးခန်း9ခန်းနာနေခန်း9ခန်းနဲ့တချင်းသွင်းခန်း2ခန်းပါဝင်တဲ့နောက်ရက်တွေမှာအမှုပညာရှင်တစ်တွေကိုစုဆောင်းပြီးဓာတ်ရိုက်လွှင့်ခိုင်းကဖော်လိုဝါတိဆောက်စေခဲ့တယ်။အချိန်တန်ရင်ရိုင်ယန်ကတချင်းတွေရေးပေးမှာပေါ့။ကုမ္ပဏီကအောင်မြင်လာခဲ့တယ်။ကလိုအီကရိုင်ယန်စီမနာရန်ဖုန်းခေါ်ပေးမဲ့ရိုင်ယန်ကနံပါတ်ကိုဘလောက်ထားလိုက်တယ်ဘာမှမပတ်သက်ချင်တော့ဘူးလေ။ Skybird Entertainment ကြီးထွားလာတာနဲ့အမျှရိုင်ယန်ရဲ့ဂီတလောကမှာနာမည်ကလည်းမြင့်တက်လာခဲ့တယ်။ Director Shaw ကဖုန်းဆက်ပြီး3နှစ်တစ်ကြိမ်ကျင်းပတဲ့ကမ္ဘာအတန်ပြိုင်ပွဲ World Vocal Championship လာတော့မယ်လို့ပြောတယ်။နိုင်ငံတိုင်းကပြိုင်ပွဲဝင်3ယောက်ဆေးလို့ရမှာဖြစ်ပြီးသူတို့နိုင်ငံကတခါမှစုမရဘူးတဲ့။သူကရိုင်ယန်ကိုနိုင်ငံကိုစားပြုပြိုင်ခိုင်းချင်တာပါ။ရိုင်ယန်လည်းမငင်းပဲချက်ချင်းလက်ခံလိုက်တယ်။ဒီနေ့ခေတ်ခွဲစိုးမိုးနေတာကိုခွဲပြဲတကယ်အစွမ်းကိုတချင်းတပုတ်နဲ့တက်တည်ပြဖို့ဆုံးဖြတ်လိုက်တာပေါ့။ဆေးနက်ကရိုင်ယန်အပြည်ပြည်ဆိုင်ရာမှာပြန်ရတော့မယ်ဆိုတာသိတော့စိတ်လက်ပေါ်ပါအောင်တောဘက်ကစမ်းကြောင်းလေးစီငားများဖို့ခေါ်သွားခဲ့တယ်။မာကတ်စ်ကမိခင်ဖို့ပြင်ဆင်နေပြီးဆေးနက်ကဘေးကမြက်ခင်းထဲမှာတောပန်းလေးတွေကောက်နေခဲ့တယ်။ရိုင်ယန်ကတော့အဝေးကစိမ့်လန်းတဲ့တောင်တန်းတွေနဲ့ကြည်လင်တဲ့ရေပြင်ကိုကြည့်ရင်လုံးဝငြိမ်းချမ်းမှုကိုခံစားလိုက်ရတော့တာပါပဲ။ဇလန်ကတော့ဒီမှာပဲအဆုံးသတ်ထားပါတယ်။စီဇန်2ကတော့မထွက်သေးဘူးထင်ပါတယ်။